ကိုင်းမန္တလေးငလင်ဘေးကအမတမပြင်းထန်တဲ့ငလင်ပေါ့တခါကြီးနော်အဲ့တော့ဒီငလင်ဘေးမှာမန္တလေးမှာလည်းအတော်ပျက်စီးကြတယ်စကိုင်းကလည်းတော်တော်ပျက်စီးတယ်နော်စကိုင်းကကြတော့ဘုံဘုံခုခါမကြီးတာ82.500ခိုင်နှုန်းပျက်စီးတယ်စကိုင်းမြို့မှာကမိသားစုပေါင်းအိမ်တော်စုပေါင်း9000လောက်ရှိလူကြီးကတော့ဒီမြို့ပေါ်မှာမိတင်းနေထိုင်တာ3,200လောက်ရှိတခြားမင်းကုန်းတို့နဲ့တခြားဒီစကိုင်းတိုင်းတွေကစကိုင်းမြို့နယ်တွေကရွာတွေမပါသေးဘူးနော်အဲ့တော့ဘုန်းကြီးကျောင်းတွေကစကိုင်းမှာဘုန်းကြီးကျောင်းဒီလရှင်ကျောင်းနဲ့မင်းကုန်းမှာရှိတဲ့ကျောင်းပေါင်းက2000ကျော်လောက်ရှိတယ်အဲ့တော့တန်ခါဒီလရှင်ဥယျာဉ်ကလည်း2000လောက်ရှိတယ်အဲ့ဒီမှာတော်တော်များများကကျောင်းတိုက်ကြီးတွေလည်းပြိုကျတယ်ဖျားပထိုးတွေလည်းအကုန်လုံးပြိုကျပျက်စီးတာတွေများတယ်တာသနိကအဆောက်အဦတွေနဲ့ပတ်သက်တဲ့ရှေးအောင်နယ်မြေတွေစကိုင်းမင်းကုန်းကအားလုံးဒီပါတော့ပျက်စီးတယ်မန္တလေးမှာလည်းပျက်စီးတာတွေ့ရတယ်နော်ဒီဘက်ကမရဘူးလားမန္တလေးကိုကျောင်းလို့ကျောင်းအဲ့တော့ဒီသဘာဝဘေးရနေကစကိုင်းမှာလှုပ်ခဲ့တဲ့ညဒီစကိုင်းကလေးဟာဒါအပြင်းထန်ဆုံးနဲ့အပျက်စီးအများဆုံးပေါ့အပြင်းထန်ဆုံးကတော့ရင်တော့8.1လောက်လာရင်တော့လှုပ်ခဲ့ပြီးတော့အခုက9.9တချို့နေရာမှာ9.9အဲ့တော့ဒီပျက်စီးဆုံးရှုံးမှုကစကိုင်းမြို့မှာဘုန်းကြီးကျောင်းတွေမဟုတ်ဘဲနဲ့လူတွေရောအိမ်တွေရောအိုးအိမ်တိတ်တာတွေအများဆုံးပျက်စီးတယ်ပြည့်ရွေ့ကျော်ကထင်ရှားတာပဲစကိုင်းကလေးရဲ့ပြည့်ရွေ့အဲ့တော့ဒီချိန်ခါကာလမှာဘုံဘုံကတော့နော်ဘုံဘုံတို့ကျောင်းကတော့ IBC ကျောင်းတိုက်နေထားနေဘုံဘုံကိုယ်တိုင်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့သူတပြင်းတော့ကုလသမဂ္ဂရဲ့လက်အောက်ခံမှာရှိကြတဲ့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့တွေနော်နောက် UNAC ကဒုက္ခသည်များဆိုင်ရာမှာမင်းကြီးရုံးတွေနောက်တခြားသော UNICEF တို့အဲ့ဒီအဖွဲ့အစည်းတွေကိုလည်းပုံပုံပူးပေါင်းပြီးတော့မှ data အချက်လက်တွေပေးပြီးတော့မှအမြန်ထောက်ပံ့ရေးတွေရအောင်မျိုးထဲမှာလုပ်ပေးနေတယ်အဲ့တော့ပြီးခဲ့တဲ့ဒီမတ်လ9ရက်နေ့ကနေ19ရက်နေ့ကနေ20ရက်နေ့ဒီဘုံဘုံအမေရိကန်နိုင်ငံနယူးယောက်မြို့မှာကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးလည်းတွက်တက်ခဲ့ပါတယ်တက်ခဲ့ပြီးဘုံဘုံဒီ29ရက်နေ့မြန်မာပြည်ရောက်တယ်ဘုံဘုံတို့ကျောင်းမှာကစကိုင်းတစ်မြို့နယ်လုံးရဲ့ဒီအစိုးရဓမ္မစရိယနဲ့ပါဠိပရိယာစာမွဲတန်ခါအပန်း9000လောက်စာပြေထားတာအဲ့တော့ဓမ္မစရိယစာပြေတန်ခါက3000လောက်ရှိတယ်အဲ့ဒီမှာစာပြင်းနေတော့ဒီကျောင်းကဘုံဘုံလည်းပြန်ရောက်တဲ့နောက်တည့်ရက်ပေါ့နော်25ရက်နေ့ကပြေတယ်ငလင်လှုပ်တယ်ဆိုတော့ဘုံဘုံကအားလုံးတန်ခါတွေကိုချက်ချင်းတွက်ခိုင်းလိုက်တယ်ပြန်မဝင်ခိုင်းတော့တကယ်လို့များအဆောက်အဦတွေပြိုကျသွားမယ်ဆိုရင်တန်ခါအပန်း3000လောက်ပြန်လို့လည်းပေါ့မန္တလေးမှာဆိုဥလာသိမ့်သိမ့်မှလို့ပြိုကျသွားတဲ့အတွက်တန်ခါအပန်းရာကနာနီးပါးလောက်ပြန်လို့နော်ဒီစကိုင်းမှာလည်းကျောင်းတိုက်ကြီးတွေဟာသုံးလကျောင်းတော်ကြီးတွေပျက်စီးပြိုရင်တွားကြတာရှိတယ်တော့မှထင်းထင်းရှားရှားပြောမယ်တက်ကြဒီတာစာတင်နိုင်တို့ဒီနာနော်ရတနာသိန်းကြီးဒီလာရှင်ကျောင်းတို့ဇီနောဒီယာတို့အဲ့အစရှိတဲ့အများကြီးပါလူပုဂ္ဂိုလ်တွေလည်းမြောက်များစွာပေါ့အခုဆိုရင်ကယ်ဆယ်ရေးကလုပ်လို့မရတော့ရက်ဘော်ဒီတွေရှာဖွေရေးပဲလုပ်လို့ရတယ်နော်အခုတော့စကိုင်းမှာကဗာလေးရောက်လာဆိုတော့တရုတ်နည်းပညာအဖွဲ့ရောက်လာတယ်မလေးရှားအဖွဲ့ရောက်မလေးရှားအဖွဲ့ရောက်လာတော့မလေးရှားအဖွဲ့တွေကိုဘုံဘုံတို့ကျောင်းတိုက်ကဘာသာပြန်တဲ့တီးနေနဲ့လိုက်ပြီးမှပေါဝင်ဆောင်ရွက်ပေးတယ်နော်အဲ့ဒီပိုင်းကဏ္ဍလေးတွေရှိတယ်နောက်မနေ့ကကမ္ဘာစားနပ်ရိက္ခာအဖွဲ့နဲ့ UNICEF နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဒီစံတို့ရိက္ခာတို့စပြီးထောက်ပံ့တဲ့အစီအစဉ်တွေလုပ်နော်အဲ့တော့ဘုံဘုံကတော့ကိုယ်တိုင်ကမတတ်နိုင်ဘူးဒကာဒကမတွေနဲ့နိုင်ငံတကာလူရှင်တွေရအောင်ဘုံဘုံစူးစမ်းဆောင်ရွက်ပေးတယ်နော်အဲ့တော့အဓိကကတော့နိုင်ငံတကာအဖွဲ့အစည်းတွေကဒီအစိုးရတခုတည်းလုံးလို့မရဘုံဘုံတို့လိုဒီ stakeholder လို့ခေါ်တဲ့နည်းနည်းနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်ဆက်ရှိတဲ့ပုဂ္ဂိုလ်တွေကများများသတင်းပေးတယ်အဲ့တော့အာဆီယံဆိုလည်းဘုံဘုံကရင်းနှီးကြတဲ့အခါကျတော့အာဆီယံကအဟာစင်တာတို့လည်းဒီမှာအရင်ဆုံးထောက်ပံ့မှုတွေဆောင်ရွက်နေတယ်အဲ့တော့လူပုဂ္ဂိုလ်တွေပိုင်းဆိုင်ရာကတော့နိုင်ငံတကာအဖွဲ့အစည်းတွေကတော့သူတို့တန်းတဲ့ချီထောက်ပံ့ကြတဲ့အခါမှာတပြေးပြေးနဲ့ဒီပူဇော်နိုင်တယ်နော်အဲ့တော့ဘုန်းကြီးကျောင်းတွေသီလရှင်ကျောင်းတွေလည်းလိုအပ်ချက်ရှိတဲ့အတွက်စကားတို့ရဲ့နော်ဒီမြန်မာနိုင်ငံတရုတ်ကိုယ်စားများအချင်းကနေပြီးတော့မှစာအိတ်ဒီဟာစီကုန်း90နဲ့နော်စီပိတ်တန်900နဲ့နော်စားတို့နောက်ပြီးတော့ခောက်ဆွဲကြောက်တို့နော်ဒီတန်းတို့လာထုတ်ပေးတဲ့အတွက်ဘုံဘုံတို့ကဒီစကိုင်းမျိုးရဲ့ကိုယ်ကကျေးဇူးတင်တယ်နော်အဲ့တော့ဒါကတော့ဘုံဘုံကဒီ information လေးနည်းနည်းပြောပြတာပါအဲ့တော့ဒကာကြီးကဒီလိုလူတိုင်းရတဲ့အကြောင်းလေးကိုဘုံဘုံကိုလည်းနည်းနည်းလေးရင်းနှီးပြစကားလေးပြောပြပေးပါဒုက္ခရောက်နေတယ်ဘုံဘုံဝိုင်းဝန်းလူတိုင်းအဲ့ဒါတတိယရဲ့ကျော်ဝမ်းသာပြီးပြင်နေပါတယ်တတိယရဲ့အတင်းရဲ့ကိုကဒါရောက်လူတိုင်းခနဲ့တော့ဝမ်းသာပါတယ်ကြာအတင်းကနေပြီးတော့ဒီနေရာတစ်ခုလည်းမဟုတ်ပါဘူးကြာတတိယတော့မန်လေးမှာလည်းလုပ်နေတာပဲကြာအဲ့ဒါအကုန်လုံးလူပဲပြီးတော့အတင်းရဲ့ဥဆောင်မှုနဲ့ပြင်ရမှုတွေအများကြီးဆက်တိုက်လုပ်ပါတယ်ကြာမနေ့ကတရုတ်ဘာသာပြန်တတ်တာလေးတယောက်ပြောတယ်သူနဲ့ဘုံဘုံနဲ့မနေ့ကတွေ့တယ်လေသူဒီတရုတ်ကုန်တွေများပြီးတော့တရုတ်ပုံကြောင်းကလည်းသူတက်နိုင်တာတွေဝိုင်းပြီးတော့ပုံကြီးပို့ပြတယ်မနေ့ကလည်းရှောက်ထားတော့ကြာအဲ့တော့ဘာဖြစ်တိုင်းသူပြည်သားတွေနော်မန္တလေးမြို့လည်းပျက်စီးတယ်ဒကာကြီးတို့ကိုယ်တိုင်လည်းအိုးအိမ်တွေထိကျင်လည်းထိကြမှာပေါ့နော်ထိကြမှာပေါ့အဲ့တော့အားလုံး
ကိုကတေကျေသွားကြတဲ့လူတွေမိသားစုပေါင်းများစွာတဲ့ခင်ဗျားတို့ကျွလို့ကြီးလူမနာဖြစ်ကြတယ်တိုင်းပြည်ကြီးကခစ်ဆိုးစနစ်ဆိုးကြီးထဲမှာလူတွေဘဝမျိုးမျိုးနဲ့လောကရန်တွေရောနော်တဘာဝဘေးရန်တွေရောလူလုအန်တွေရောကြုံတွေ့ရတဲ့အခါမှာဒီလိုလူသားချင်းဆိုင်ရာစာနာတဲ့စိတ်ဓာတ်တွေမေတ္တာတရားတွေချင်းချင်းရိုင်းမင်းကူညီတဲ့စိတ်ဓာတ်တွေဟာကျွလို့လူမျိုးတွေမှာအမြဲတမ်းတမိုးကြီးတဲ့ကြိုက်ခုနော်ဒါကြောင့်မလို့အားလုံးအောက်ပလူရမ်းကြတဲ့ဒကာဒကမတွေအားလုံးကိုလည်းဘုံဘုံတို့ IMC ကျောင်းတော်ကကျေးဇူးတင်တယ်ဒီလူရမ်းကြတဲ့ဟာတွေကိုရဟန်းရှင်လူပြည်သူတွေစီအားလုံးကိုဘုံဘုံကရောက်အောင်နော်ပို့ဆောင်ပေးမှာဖြစ်ပါတယ် တင်ပါဗျာ နေ့လယ်မှာလည်းခိုင်နှင်းဝေတို့ဖောင်ဒေးရှင်းတွေနော်ခန့်စီသူတို့ကဒီမှာလာကြပါမယ်အဲ့တော့ကျောင်းတိုက်ကြီးတွေပြည့်စည်သွားကြတဲ့ဆရာတော်တွေကိုဒီမှာပြင်ပြီးတော့မှနော်သူတို့ဖောင်ဒေးရှင်းကဘယ်လောက်ထုတ်လဲမသိဘူးတပါးကျောင်းတိုက်တစ်တိုက်ကိုသိန်း100နှုန်းနဲ့ပုံမယ်လို့တော့ဘုံဘုံကြားတယ်နော် တင်ပါဗျာ အဲ့တော့ဒါလေးလည်းသတင်းစကားပါတာပေါ့အဲ့တော့လက်ဆက်ပြီးတော့မှဒကာကြီးတို့ကမြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းကလည်းတခြားသောအလူရှင်တွေရှိရင်ဆော်ဩပေးပါအောင်လို့ဘုံဘုံကမြစ်တယ်ရက်ခံကြပါ ဆော နော် င်းလေးတိုင်းဗျာ ကျေးဇူးများတင်ပါတယ်ပြောပါဦး အင်းကလည်းဟိုနှစ်ပိုင်းခွဲပြီးတော့လုပ်ပြီးကေစိန်ကြီးပိုင်းတစ်ပိုင်းနဲ့နိုင်ငံခြားလာတဲ့ကေစိန်ကြီးအင်းရှိတယ်ဟိုဒီမျိုးထဲမှာတော့ကေစိန်ကြီးလုပ်ပြီး ဒါပေါ့ စကိုင်းဘက်ကြတော့ကျွန်တော်တို့ဒီလက်ရှိရဲ့နိုင်ငံခြားရဲ့ဒီလိုနေပဲမဟုတ်တော့ဒီဘက်ကဒါလို့မရဘူး ဒါ ။ ပေါ့ ဒါကျွန်တော်ကနှစ်ဖွဲ့ဖွဲ့ပြီးတော့မှတိုင်းတိုင်းခါဒီပုံပဲဖွဲ့တစ်ဖွဲ့နဲ့ပုံမှန်ကိစ္စတွေတစ်ဖွဲ့စီပြီးမှတော့စူးစမ်းပြီးတော့မှလုပ်ပြီးဆောင်တယ် ဒါတို့ခေါ်ပါတယ်နော်ပုံလဲပုံယူပါတယ်ဝမ်းလည်းဝမ်းမြောက်ပါတယ်သူကျေးဇူးတင်ပါတယ်နော်ဒါကြ